皆さんこんにちは。အခုဒီနေ့ဆရာမနဲ့အတူတူဒီ N3 ရဲ့တူကိုင်းပေါ့နော်တူကိုင်းကိုဘယ်လိုဖြေရမလဲဆိုတာကိုလေ့လာကြည့်ကြရအောင်နော်ဒီစာအုပ်ကတော့ရှင်ခန် N3 ရဲ့ရှင်ခန်ဆန် reading စာအုပ်ထဲကနေပြီးတော့ဖတ်ထားတာဖြစ်ပါတယ်ဒါဆို一番ကိုကြည့်အောင်နော်問題1次の文章を読んでဒီအောက်ပါစာပိုက်ကိုဖတ်ပြီးတော့質問に答えなさいဒီမိကောတွေကိုဖြေပေးပါပေါ့နော်答えはအဖြေကတော့1 2 3 4から最も良いものを一つ選びなさいဒီ1 2 3 4ထဲကနေပြီးတော့ဒီအကောင်းဆုံးပေါ့နော်အမှန်ဆုံးအဖြေကိုတဲ့တခုရွေးချယ်ပေးပါတဲ့ဒါဆိုရင်ကျွန်တော်တို့ကပထမဆုံးဒီစာပိုက်ကိုမဖတ်ခင်မှာပေါ့နော်မိကောဖြေတဲ့ဟာကိုအရင်လေ့လာကြည့်ကြရအောင်နော်この文章の内容と合っているものはどれかတဲ့ဒီစာပိုက်မှာရှိတဲ့အကြောင်းအရာတွေနဲ့ကိုက်ညီတဲ့အရာကဘယ်ဟာလဲတဲ့ဒါဆို一番をဖတ်မယ်日本語には様々な文体があり場面などによって変えているဂျပန်ဘာသာမှာတဲ့အမျိုးမျိုးသောစာကြောင်းဖွဲ့စည်းပုံတွေရှိပြီးတော့ပေါ့နော်場面などによって変えているဒီနေရာအလိုက်အခြေအနေပေါ်မူတည်ပြီးနော်စသဖြင့်ပေါ်မူတည်ပြီးတော့တဲ့変えているပြောင်းလဲသွားတယ်တဲ့ဒါဆို一番မှန်လားမှားလားဆိုတဲ့ဟာကိုပုံမှန်သွားရှာကြည့်အောင်ဒါဆိုရင်ဒီပထမဆုံးပိုက်ကနေစကြည့်မယ်ပေါ့နော်ဒီနေရာမှာဒီဟာနဲ့တူတာဘာမန်နာတို့နေရောတဲ့ခိုင်းတဲ့ယူလို့ပြောထားတယ်ဒီမှာဆိုတဲ့နောက်ဘာမန်နာတို့နေရောတဲ့ sky walker လို့နောက်အသီးသီးသောအခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲအသုံးပြုကြတယ်ပေါ့နော်ခွဲခြားအသုံးပြုကြတယ်ဒါဆိုကျွန်တော်တို့ကအချီပန်ကဖြစ်နိုင်တယ်ပေါ့နော်မှာသူကကိုတိုဘာမို့အနာကြည့်တယ်ဆိုပေးထားတာပေါ့အဲ့တော့ဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဟုတ်မဟုတ်မသိသေးတဲ့အတွက်ကြောင့်ဒါကိုခဏလေးထားထားမယ်ပေါ့နော်နိဗ္ဗာန်ကိုကြည့်အောင်中級の日本語では書き言葉より話し言葉を中心に勉強する中級の日本語ではဒီအခြေခံအလယ်တန်းအဆင့်ဂျပန်ဘာသာမှာပေါ့နော်အလယ်တန်းအဆင့်ဂျပန်ဘာသာမှာတဲ့ခါခိကိုတိုဘာရောဒီရေးတဲ့စကားလုံးတွေထက်ဟာနာရှိကိုတိုဘာကိုချူရှင်းနေဘန်ကျော်စုလို့တဲ့ပြောတဲ့စကားလုံးတွေကိုအဓိကထားပြီးတော့လေ့လာရဒါဆိုရင်သူပြောချင်တာကအလယ်တန်းမှာဒီပြောတဲ့စကားလုံးတွေကိုလေ့လာလာရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့အပေါ်မှာသွားကြည့်အောင်သူဒီအောက်မှာဒီမှာဗာပြောထားလဲဆိုတော့チュキューでは書き言葉を学ぶことも増えてくるတဲ့ဒါဆိုအဖြေကဒီမှာနော်チュキューでは書き言葉を学ぶことが増えているဒီမှာ書き言葉လို့ရေးထားတဲ့အတွက်ကြောင့်ဒီနေရာမှာကျတော့ဟာနာရှိ言葉နဲ့မတူရတဲ့အတွက်ကြောင့်နိဗ္ဗာန်ကမှားတယ်ပေါ့နော်ဒါဆိုစမ်းပတ်ကိုဆက်ကြည့်အောင်နော်日本語では書き言葉と話し言葉の文体がよく似ているဂျပန်ဘာသာမှာတဲ့ရေးတဲ့စကားလုံးတွေနဲ့ဒီပြောတဲ့စကားလုံးတွေရဲ့ဒီစာကြောင်းဖွဲ့စည်းပုံတွေကတူညီတယ်တဲ့ဟုတ်ပြီနော်ဒီနေရာမှာတူညီတယ်လို့ပြောထားတယ်ရေးတာနဲ့ဒီပြောတဲ့ဟာတူတယ်လို့ရေးထားတယ်အဲ့တော့မှန်လားမှားလားသွားကြည့်မယ်နော်日本語は話す時と書く時で文体が違うဒီမှာ違うမတူဘူးတဲ့ဒီမှာ似ているပြောတဲ့အတွက်ကြောင့်3番ကမှားသွားပြီနော်ကဲ4番ကိုကြည့်အောင်日本語の話し言葉にはですmust だတိုက်であるတိုက်の文体があるဘာလို့ဒီဂျပန်စာရဲ့ဒီပြောတဲ့စကားလုံးတွေမှာတဲ့ des ရှိတယ် must ရှိတယ် da တိုက်ရှိတယ် de အားလို့တိုက်ဆိုပြီးတော့ရှိတယ်တဲ့အဲ့တော့ဒီဟာမှာဒီသူကဒီမှာဟာနာရှိကိုတိုဘာလို့ပြောထားတယ်နော်ကျွန်တော်တို့အပေါ်မှာသွားကြည့်အောင်ဟာနာရှိကိုတိုဘာလားဒီခါကိကိုတိုဘာလားဆိုတဲ့ဟာသွားကြည့်အောင်နော်ဒါဆို des တို့ must တို့လိုက်ရှာမယ်ပေါ့ဒါဆို des တိုက်ဒီမှာ des must တိုက် da တိုက် de အားလို့တိုက်လို့ရေးထားတယ်ဟုတ်ပြီနော်အဲ့တော့သူကဘယ်ထဲမှာရှိလဲခါခိကိုတိုဘာထဲမှာရှိတဲ့အတွက်ကြောင့်ရုံးပန်းကမှားတယ်ပေါ့နော်အဲ့တော့အမားတွေက3ပုတ်ဖြစ်တဲ့အတွက်ကြောင့်အဖြေမှန်ကအချီပန်ကဲဒါဆိုရင်ဆရာမနဲ့အတူတူဒီအပေါ်ကစာပိုက်ကိုဆက်ပြီးတော့ဖတ်ကြည့်ရအောင်နော်私たちはいろいろな場面に合わせて服を着替えるကျွန်တော်တို့တွေကတဲ့အမျိုးမျိုးသောဒီအခြေအနေပေါ်မူတည်ပြီးတော့ပေါ့နော်အခြေအနေနဲ့ကိုက်ညီပြီးတော့服を着替えるဒီအဝတ်စားတွေကိုတဲ့着替えるဆိုတဲ့ဟာကကြတော့ပြောင်းလဲဝတ်ဆင်တာလဲကြတယ်ပေါ့နော်တာတူအဲပါဥပမာအားဖြင့်ဖူတန်ဝါပုံမှန်အားဖြင့်တဲ့ T-shirt နီဒီ T-shirt နဲ့ပေါ့နော်ဂျင်းစုနော်ဟီတိုမို့ဒီဂျင်းဝတ်တဲ့လူတွေလည်းပဲတဲ့ပါတီနော်တိုကီဝါစစ်စရခီရိနာဖူကိုခ
ခီရုနော်ဒဲဝနိုင်တာတော့ကားတဲ့ဒီပါတီပွဲအချိန်နေရဲ့ဒီပါတီပွဲအချိန်နေမှာကြာဒီဂျင်းဝတ်ဖို့ဆိုတဲ့အဆင်မပြေဘူးဆိုတော့ဒီဝတ်စုံတွေရဲ့လှပတဲ့ဒီဖူကူဝတ်စားတွေကိုတဲ့ဝတ်ကြတယ်မဟုတ်ပါလားတဲ့ဝတ်ကြတယ်လို့ပြောချင်တာနော်ဒဲဝနိုင်တာတော့ကားဆိုတော့ဒီကဝတ်ကြတယ်ဆိုတဲ့ပါပြောอ่ะနော်ခိုတိုးပါမို့အနာကြည့်တယ်အဲ့တော့ဒီအဝတ်စားဝတ်တာနဲ့အတူတူပဲဒီစကလုံးတွေလည်းပဲအတူတူဖြစ်ပြီးတော့တဲ့ဆိုတဲ့နော်ဘာမန်နာတို့နေရော့တဲ့ဒီအသီးသီးသောနေရာပေါ်မူတည်ပြီးနေရာအလိုက်ပေါ့ sky walker တို့တဲ့ခွဲခြားအသုံးပြုကြပါတယ်တဲ့ဒါတို့အဲပါဥပမာအဖြစ်နီဟွန်ကောဝဂျပန်ဘာသာကတဲ့ဟာနာစုတိုခီတိုဒီစကားပြောတဲ့အချိန်တွေရခါကုတိုခီတဲ့ရေးတဲ့အချိန်တွေရမှာပေါ့နော်ဘွန်တိုက်ကချီကဒီဗာလဲစာကြောင်းဖွဲ့စီပုံတွေကတဲ့ခွဲမတူညီဘူးပေါ့နော်မာတာပြီးတော့တဲ့ခါကီကိုတိုးပါနော်နာခါနေဝါဒီရေးတဲ့စကားလုံးတွေထဲမှာဆိုရင်တဲ့ des mas တိုက်ဒါတိုက်ဒေအားတို့တိုက်နာတို့နော်ဘွန်တိုက်ကအားတို့ဒီ des တို့ mas တို့နဲ့ဆုံးနေပေါ့နော်ပြီးတော့ဓာတ်တိုက်တဲ့အားတို့တိုက်စသဖြင့်ဒီစာကြောင်းဖွဲ့စည်းပုံတွေရှိတယ်တဲ့ short queue တဲ့ဝဒီအခြေခံအဆင့်မှာဆိုရင်ဟာနာရှိခုတိုးပါနော်နီဟွန်ကောအိုဒီပြောတဲ့စကားလုံးတွေရဲ့ဒီဂျပန်ဘာသာတွေကိုတဲ့ချူရှင်းနေအဓိကထားပြီးတော့ဗောနော်ဒီပြောစကားလုံးတွေကိုအဓိကထားပြီးတော့တဲ့ဘန်ကျော့စတက်ခီတာလေးလာခဲ့ရပါတယ်တဲ့ချူကျူတဲ့ဒီအခြေခံအဆင့်မှာအလဲတန်းအဆင့်မှာတော့ဗောနော်ချူကျူတဲ့ဝခါကီကိုတိုးပါအိုမာနာဘူးကိုတိုမိုဖူဲတဲ့ခုတို့ဒီရေးတဲ့စကားလုံးတွေကိုလေးလာတာတွေကတဲ့တိုးလာတယ်ဗောနော်ဒါတိုက်ရှိမယ်ဒဲအားတို့တိုက်ရှိမယ်နော်တိုးအီဥပွန်တိုင်မို့ဒီလိုမျိုးစာကြောင်းဖွဲ့စည်းပုံတွေကိုလည်းပဲရှိတဲ့ okay ပါသိထားမယ်ဆိုရင်တဲ့ဘွန်ရှော့ကဒီစာကြောင်းဒီစာပိုက်ကပေါ့ယောမီယာစုကုနာရုတာတော့တဲ့ဖတ်ရတာလွယ်လာလိမ့်မယ်မဟုတ်ပါလားတဲ့ဖတ်ရတာလွယ်လာလိမ့်မယ်နော်ဒီထိနားလဲမယ်လို့ထင်ပါတယ်ကဲနောက်ဗီဒီယိုမှာနံပါတ်2ကိုဆက်ပြီးတော့ရှင်းပြပါမယ်အားလုံးပဲ bye bye